ဒီနေ့မှာတော့ romance ဟာသားနဲ့ action စွန်စားခန်းဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Six Days Seven Nights အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နယူးယောက်မြို့ကဒါဇိုလို့ခေါ်တဲ့ fashion magazine တစ်ခုမှာ Robin မွန်ရိုးက editor အဖြစ်လုပ်ကိုင်နေပါတယ်။တရက်မှာတော့သူမရဲ့ကောင်လေး Frank ကအလုပ်တွေကြီးပဲလုပ်မနေပဲအားလက်ရက်ခီးထွက်ဖို့အတွက်သူမရဲ့အထက်လူကြီးစီမှာပါခွင့်တစ်ပတ်တိုင်ပေးထားပြီးအံ့ဩအောင်လုပ်ခဲ့ပါတယ်ပြီးတာနဲ့သူတို့နှစ်ယောက်ဟာအပူပိုင်းကျွန်းစုတစ်ခုဖြစ်တဲ့မာကာတီယာကိုထွက်ခွာလာခဲ့ကြပါတော့တယ်။ကျွန်းကိုရောက်တော့ Frank ကအိတ်တွေသွားယူနေတော့ Robin ကကျွန်းပတ်ပတ်လဲသွားမဲ့လေရင်ငှားလိုက်ရှာပါတယ်။သူမဟာဝင်းလို့ခေါ်တဲ့စက်ပြင်ဆရာတယောက်စီမှာမာကာတီယာကိုသွားမဲ့လေရင်ရှိမလားလို့မေးတဲ့အခါမှာတော့ဝင်းကကန်ကောင်းကျင်တော့ပုံမှန်ပြေးဆွဲနေကြလေရင်ကမလာနိုင်လို့သူတို့လေရင်နဲ့လိုက်လို့ရတယ်လို့ပြောပါတယ်။ Frank ရောက်လာတဲ့အခါမှာတော့ Robin ကဒီလိုပြက်နေတဲ့လေရင်ကြီးနဲ့မလိုက်နိုင်ဘူး။တခြားဟာရှာရအောင်လို့ပြောပါတယ်။ဒါပေမဲ့ဝင်းကဒါကပြက်နေတာမဟုတ်ပဲပြုပြင်ထိန်းသိမ်းမှုလုပ်နေတာဖြစ်ပြီးတခြားနည်းလမ်းဆိုလို့ကျွန်းကို3ရက်ကြာအောင်မောင်းရမယ့်တင်မောပဲရှိတယ်လို့ပြောပါတယ်။နောက်တော့သူတို့ထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီးဝင်းကပဲလေရင်မှုအဖြစ်မောင်းနေမှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအန်ဂျယ်လီကာလို့ခေါ်တဲ့သူတို့ရဲ့လေရင်မဲကောင်မလေးရောက်လာပြီးသူမအသစ်ဝယ်ထားတဲ့ရေကူးဝတ်စုံကိုပျော်ပျော်ပါပါပြသနေပါတယ်။မကြခင်မှာပဲသူတို့ဟာတာယာလှပတဲ့ကျွန်းကိုရောက်ရှိလာပြီးဝင်းကသူတို့ကိုမာကာတီယာကျွန်းမှာကျိုးဆိုပါကြောင်းနှုတ်ဆက်ပါတယ်သူတို့ resort ကိုရောက်တဲ့အခါကမ်းခြေကလှပတဲ့အခန်းတစ်ခန်းမှာတဲကိုဝင်ရလို့ Robin ကဒီနေရာမှာတစ်သက်လုံးနေသွားခြင်းတယ်လို့တောင်ပြောရှာပါတယ်အဲ့ဒီညကမ်းခြေမှာလမ်းလျှောက်နေတော့ Frank ကသူမကိုရုတ်တရက်လက်ထပ်ခွင့်တောင်းလိုက်ပြီး Robin ကလည်းသဘောတူလက်ခံလိုက်ပါတယ်ခဏနေတော့ Frank ကခဏပြင်သွားမယ်လို့ပြောပြီးထွက်သွားတဲ့အချိန် Queen ကမူးမူးယူးယူးနဲ့ Robin စီလျှောက်လာပါတယ် Robin ကမင်းရဲ့တွဲဖက်လေရင်မှုရောလို့မေးတဲ့အခါမှာ Queen ကသူမကကဘာလက်ခီးတွေနဲ့ရှိနေတယ်လို့ပြောပါတယ်။ Queen ကလူတွေဟာတခြားနေရာမှာရှာမတွေ့တဲ့အချစ်ကိုဒီကျွန်းမှာလာရှာတက်ကြတယ်လို့မှတ်ချက်ပြုတဲ့အခါ Robin ကအဲ့ဒီစကားကိုသဘောမကျပါဘူး။မကြခင်မှာပဲ Frank ပြန်ရောက်လာပြီး Robin ကအဲ့ဒီနေရာကနေထွက်သွားခြင်းတယ်လို့ပြောပါတယ်။နောက်တစ်နေ့ကမ်းခြေမှာတော့ Frank ကလမ်းလျှောက်သွားတဲ့ကောင်မလေးတွေကိုလိုက်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာ Robin စီဖုန်းဝင်လာပါတယ်။သူမရဲ့အထက်လူကြီးကအရေးပေါ်အခြေအနေဖြစ်နေလို့တဟီတီ Terry တဲ့ကျွန်းမှာလုံးမဲ့မဂဇင်းမျက်နှာဖုံးဓာတ်ပုံရိုက်ကူးရေးကိုတွားရောက်ကြည့်ချက်ပေးဖို့အကူအညီတောင်းတာဖြစ်ပါတယ်။အဲ့ဒီကျွန်းကမာကာတီယာနဲ့တိတ်မဝေးပါဘူး။အထက်လူကြီးကတခြားလူမရှိလို့ပါဆိုပြီးတောင်းပန်တိုးရှိုးတာကြောင့် Robin ကလည်းမတက်တာပဲလက်ခံလိုက်ရပါတော့တယ်။အဲ့ဒါကြောင့် Robin က Queen ကိုဒေါ်လာ900ပေးပြီးတဟီတီကျွန်းကိုလိုက်ပို့ပေးဖို့တောင်းဆိုပါတယ်။ Queen ကအန်ဂျယ်လီကာကိုလိုက်မလားလို့မေးပေမဲ့သူမကအဲ့ဒီညမှာဖျော်ဖြေပွဲရှိတယ်လို့ညင်းပါတယ်။ Queen ကတနာရီတွင်ထွက်လို့ရတယ်လို့ပြောလို့ Robin က Frank ကိုလိုက်ခဲ့ဖို့ခေါ်ပေမဲ့ Frank ကလိုက်သွားရင်လည်းစိတ်နှောက်ယှက်ဖြစ်ရလိမ့်မယ်ကြံခဲ့ရင်လည်းလက်ထပ်ခွင့်တောင်းပြီးခါစာကြီးခွဲသွားရလို့မင်းကိုအာနာစိတ်ဖြစ်စေမှာမို့လို့ဒီမှာပဲကြံခဲ့တာပိုကောင်းပါတယ်လို့ပြောပါတယ်တနာရီကြာမှာတော့နေဝင်ခါနေ့ချိန်မှာသူတို့နှစ်ယောက်လေရင်နဲ့ထွက်ခွာလာခဲ့ကြပါတယ်လေရင်ပေါ်မှာ Queen က Robin ရဲ့အလုပ်အကြောင်းမေးတဲ့အခါသူမကမဂဇင်း editor ဖြစ်ကြောင်းရှင်းပြပါတယ် Queen ကအဲ့ဒီမဂဇင်းတွေကအမျိုးသားတွေကိုဆွဲဆောင်နိုင်မဲ့နီလန်းတစ်ဆက်သွင်းဆိုတာကိုမြင်တော့ဒါတွေကအလကားပါအမျိုးသမီးတွေလောက်ရမှာကအမျိုးသားတွေရှေ့မှာပေါ်လာဖို့ပဲလိုတာအဲ့ဒါအလွန်လွယ်ကူပါတယ်လို့ဝေဖန်ပါတယ်တစ်ဖက်မှာတော့မာကာတီယာကျွန်းမှာ Frank တယောက်ဒေသခံဘားကိုတွားပြီးဖျော်ဖြေပွဲကြည့်နေပါတယ်။အဲ့ဒီအချိန်မှာအန်ဂျယ်လီကာပေါ်လာပြီး Frank ရဲ့အာယုံကိုချက်ချင်းဖမ်းဆားလိုက်တာ Frank တယောက်သူ့မစီကနေမျက်တောင်မခတ်တန်းငေးကြည့်နေမိပါတယ်။အဲ့ဒီအချိန်လေရင်ပေါ်မှာတော့မုန်တိုင်းကရုတ်တရက်ကြာရောက်လာပြီး Queen ကကျွန်းကိုပြန်လှည့်တာပိုကောင်းမယ်လို့ပြောပါတယ်။ Robin ကတော့စိတ်လှုပ်ရှားပြီးစိတ်ဖိစီးမှုပျောက်ဆေးတွေတောက်နေရပါပြီ။ချက်ချင်းဆိုသလိုပဲလျှက်စီးကလေရင်ကိုထိမှန်သွားပြီးရေဒီယိုဆက်သွယ်ရေးပျက်စီးကလေရင်လည်းအရှိန်ကျဆင်းသွားပါတယ်။ဆေးတွေအလွန်ကြုံတောက်မိထားတဲ့ Robin ကတော့မူပြီးရီဝေးဝဖြစ်နေပါပြီ။ Queen ကကျွန်းတကျွန်းကိုလှမ်းမြင်လိုက်တာကြောင့်အရေးပေါ်ဆင်းသက်ဖို့စူးစမ်းပါတယ်။မာကာတီယာကျွန်းမှာ Frank တယောက်ပျော်ပါနေတဲ့အချိန် Robin နဲ့ Queen တို့ကတော့ဘယ်နေရာမှန်းမသိတဲ့ကျွန်းတကျွန်းပေါ်ကိုလေရင်ပြက်ကျဆင်းသက်ခဲ့ရပါတော့တယ်။နောက်တစ်နေ့မှာတော့ Robin ကဘယ်နေရာကိုရောက်နေတာလဲလို့မေးတဲ့အခါ Queen ကသူလည်းမသိကြောင်းလေရင်ပြီးပြက်သွားလို့ပြန်တက်လို့မရတော့ကြောင်းရှင်းပြပါတယ်။ Robin ကရှင်ကတောထဲကိုအိတ်ဆောင်သားတစ်ချောင်းနဲ့ဝင်သွားပြီး shopping mall တစ်ခုစောင့်နိုင်တဲ့အရာရာကိုပြင်ဆင်နိုင်တဲ့အရေးချင်းရှိတဲ့အမျိုးသားမျိုးမဟုတ်ဘူးလားလို့မေးတဲ့အခါ Queen ကမဟုတ်ဘူးလို့ညင်းပါတယ်။ Robin ကအကြံတစ်ခုရပြီးဖုန်းထုတ်ကအကူအညီလှမ်းတောင်းဖို့စူးစမ်းပေမဲ့လိုင်းမရှိတာကိုသိသွားပါတယ်။ Queen ကသတင်းဆိုးတစ်ခုပြောပြတာကတော့သူတို့ပြန်တက်လို့မရဘူးအကူအညီလည်းတောင်းလို့မရဘူးလူတွေလာရှာရင်တောင်ရက်ပေါင်းများစွာကြာနိုင်တာမို့လို့သူတို့နှစ်ယောက်ဒီမှာအကြာကြီးအတူတူနေရလိမ့်မယ်လို့ပြောပါတယ်သူတို့မှာပါတာဆိုလို့အချက်ပြမီးကြီးတစ်တောင်နဲ့ရှိတဲ့တနက်ပဲရှိပါတယ် Robin ကစိတ်တူပြီးသူမပေးထားတဲ့ပတ်စံတွေကိုပြန်တောင်းတဲ့အခါ Queen ကလမ်းတစ်ဝက်ပဲလိုက်ပို့ပေးရသေးလို့ဆိုပြီးပတ်စံတစ်ဝက်ပြန်ပေးပါတယ် Robin စိတ်ဆိုးပြီးလေရင်ပေါ်ကပစ္စည်းတွေကိုလိုက်လွှင့်ပစ်တုံးကယ်ဆယ်ရေးလေဖောင်းလေကိုတွေ့ပြီးသွားဆော့ရာကနေလေဖောင်းလေကလေပွင့်ထွက်လာပြီးလေရင်ထဲမှာညက်နေပါတော့တယ်မာကာတီယာကျွန်းမှာတော့ Robin ရဲ့အထက်လူကြီးက Frank စီဖုန်းဆက်ပြီး Robin ဘယ်ရောက်နေလဲလို့မေးပါတယ်။ဘယ်သူမှသတင်းမရကြတဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားပြီးမကြခင်မှာပဲသူတို့ဟာရဟတ်ရင်နဲ့လိုက်လံရှာဖွေကြပါတော့တယ်။ကျွန်းပေါ်မှာတော့ Robin က Queen သူမကိုစိုက်ကြည့်နေတာကိုမိသွားပြီးမကြည့်နဲ့လို့ပြောပါတယ်။ Queen ကမင်းကငါချေမဟုတ်ပါဘူးလို့ပြောတဲ့အခါ Robin ကဘာလို့လဲလို့မေးပါတယ်။ Queen ကသူမကစကားရမ်းများတယ်ဆရာကြီးလှုပ်ချင်တယ်မာနကြီးတယ်ဖင်ကလည်းတေးသေးလေးရင်သားကလည်းတေးသေးလေးလို့ပြောချင်တိုင်းပြောပြပါတယ်။ Robin ကရှင်ရောကျမချေမဟုတ်တာဘာလို့လဲဆိုတာသိချင်လားလို့မေးတော့ Queen ကမသိချင်ဘူးလို့ပြန်ဖြေပါတယ်။နောက်တော့သူတို့ရှာနေတဲ့ရေကိုတွေ့သွားပေမဲ့တောဝက်တကောင်ပေါ်လာတာကြောင့် Robin ကလန့်ပြီးရေထဲငုပ်ရှိုးသွားပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့ဘောင်းဘီထဲကိုတခုခုရုံးဝင်လာတာကြောင့်ငွေဖြစ်လိမ့်မယ်ဆိုပြီးQueen ကိုအော်ဟစ်အကူအညီတောင်းပါတယ်။ Queen ကစနောက်ပြီးအခြေအနေမကောင်းဘူးလို့ပြောတဲ့အခါ Robin ကပိုပြီးထိတ်လန့်သွားပါတယ်။ Queen ကစိတ်အေးထားဖို့နဲ့သူထုတ်ပေးမဲ့အကြောင်းဒါပေမဲ့သူပြုံးနေတာကိုမမြင်ချင်ဘူးလို့ Robin ကပြောပါတယ်။ Queen ကအဲ့ဒီအကောင်ငါလွတ်ကိုထုတ်ပေးလိုက်ပြီးတဲ့နောက် Robin ကကျေးဇူးတင်စကားပြောတဲ့အခါ Queen ကနှောင်ပြုံးပါတော့တယ်။နောက်တော့ Queen ကတစ်ပင်တစ်ကိုင်းတွေနဲ့ဖုံးအုပ်ပြီးတောဝက်လိုက်လံအမဲလိုက်ဖို့ပြင်ဆင်ပါတယ်။ Robin ကဒီလိုချစ်စရာကောင်းတဲ့
တတဝါလေးတွေကိုမသက်ပါနဲ့လို့တားပေမဲ့ကွင်းကတော့တောဝက်သားကစက်သားရတာအတိုင်းပဲလို့ပြောပါတယ်။ရော်ဘင်ကတလုံးလောက်မြည်ကြည့်မယ်ဆိုပြီးစားရကနေရတာရှိလုံးလို့မရက်နိုင်အောင်ဖြစ်သွားပါတော့တယ်။အဲ့ဒီနောက်ရော်ဘင်ကကွင်းကိုနှုတ်ဆက်ပြီးလေရင်ပေါ်မှာအိတ်ဆက်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ရော်ဘင်နိုးလာပြီးကောင်းကင်မှာလေရင်တစင်းပြန်တန်းနေတာကိုတွေ့လိုက်ရပါတယ်။သူမကကွင်းစီကနေအချက်ပြတဲ့နက်ကိုလူယူပြီးပြစ်ဖို့လုပ်ပေမဲ့ခလုတ်တိုက်လဲပြီးတစ်ပင်ကိုသွားမှန်သွားပါတယ်။ကွင်းနိုးလာပြီးသူမအချက်ပြမီကြီးကိုဖြုံးတီးပစ်လိုက်တာမြင်တော့အလွန်စိတ်ဆိုးသွားပြီးဘာတွေတွေးနေတာလဲလို့အော်ပါတော့တယ်။ရော်ဘင်ကလေရင်ကိုအချက်ပြဖို့စူးစမ်းတာပါလို့ပြောပေမဲ့ကွင်းကအဲ့ဒါကခရီးသည်တင်လေရင်ကြီးဖြစ်ပြီးသူတို့ကနျူကလ িয়ার ပောက်ကွဲရင်တောင်လှည့်ကြည့်မှာမဟုတ်ဘူးလို့ပြောကရော်ဘင်ကိုအယူမလေးလို့ဆဲပါတော့တယ်။တစ်ဖက်မှာတော့အန်ဂျယ်လီကာကဖရန့်ကိုစိတ်မပူဖို့ဘာပဲဖြစ်ဖြစ်ကွင်းကသူ့ကောင်မလေးကိုတေချာဆောက်ရှောက်ပေးမှာပါလို့နှစ်သိမ့်နေပါတယ်နောက်တော့ကွင်းနဲ့ရော်ဘင်တို့ဟာကျွန်းရဲ့အမြင့်ဆုံးတောင်ထိပ်ကိုတက်ဖို့ပြင်ဆင်ကြပါတယ်အကြောင်းကတော့ကျွန်းချို့ရဲ့ထိပ်မှာရေဒီယိုအချက်ပြစနစ်တွေရှိတဲ့လို့ပါဒါပေမဲ့တောင်ထိပ်ကိုရောက်တဲ့အခါဘာအချက်ပြမျှမတွေ့ရပါဘူးကွင်းကစိတ်ပြက်ပြီးခြုံပုတ်တွေကိုရိုက်နှက်ကဆဲဆိုပါတော့တယ်ရော်ဘင်ကရှင်စိတ်တက်မကြပါနဲ့ရှင်စိတ်တက်ကြရင်ကျမလည်းလုံးဝစိတ်တက်ကြသွားလိမ့်မယ်လို့ပြောတဲ့အခါကွင်းကအဆင်ပြေပါတယ်လို့ပြန်ပြောပါတယ်အဲ့ဒီအချိန်မှာရော်ဘင်ကကျွန်းကိုဆိုက်ရောက်လာတဲ့တင်မောတစင်းကိုလမ်းမြင်လိုက်ပြီးသူတို့နှစ်ယောက်ဟာလေရင်စီကိုအမြန်ပြန်ပြေးကြပါတယ်မနက်မတိုင်ခင်လေဖောင်းလေနဲ့အဲ့ဒီတင်မောစီသွားဖို့မျှော်လင့်ချက်နဲ့ပေါ့သင်းမရှိတဲ့ကမ်းခြေဘက်ကိုသွားနေတော့ရော်ဘင်ကကွင်းနဲ့အန်ဂျယ်လီကာတို့ရဲ့ပတ်သက်မှုကိုမေးတဲ့အခါကွင်းကသူမကတငယ်ချင်းတက်တက်ပါပဲလို့ရှင်းပြပါတယ်ဒါပေမဲ့သူ့မှာတစ်ခါကဇနီးတစ်ယောက်ရှိခဲ့ဘူးပြီးသူမကသူ့ရဲ့စီးပွားဖက်နဲ့ချစ်ကြိုက်သွားပြီးထွက်ခွာသွားခဲ့ဘူးလေလို့ပြောပါတယ်ရုတ်တရက်သူတို့ဟာသင်းမောနှစ်စင်းကိုတွေ့လိုက်ရပြီးကွင်းကမှန်ပြောင်းနဲ့လမ်းကြည့်တဲ့အခါလူတစ်ယောက်အသက်ခံရတာကိုမြင်လိုက်ရပါတယ်။သူကချက်ချင်းလှည့်ပြန်ပြီးဒီနေရာကနေအမြန်ပြေးရမယ်လို့ပြောပေမဲ့ရော်ဘင်ကလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ထိုလူတွေတဲကတယောက်ကသူတို့ကိုမြင်သွားခဲ့ပါပြီ။ကွင်းကသူတို့တွေကပင်လယ်ဓားပြတွေဖြစ်ပြီးသင်းမောတွေကိုတပြတိုက်ပိုင်ရှင်တွေကိုတပ်ဖြတ်နေတာလို့ရှင်းပြပါတယ်။ပင်လယ်ဓားပြတွေကစက်လီငယ်တစ်စင်းနဲ့လိုက်လာပြီးကွင်းကလည်းကမ်းခြေရောက်အောင်အစွမ်းကုန်လှော်ခတ်ပါတယ်။ပင်လယ်ဓားပြတွေကတနက်နဲ့လှမ်းပစ်တဲ့အတွက်ပြစ်မှတ်အထိရခတ်အောင်သူတို့နှစ်ယောက်ရေကူးပြီးကုန်းပေါ်တက်ခဲ့ကြပါတယ်။သူတို့အစွမ်းကုန်ပြေးကြပေမဲ့ရာသီဥတုကပူပြင်းပြီးလှေလော်ထားလို့မောပန်းနေတာကြောင့်ပင်လယ်ဓားပြတွေကမိလာပါတယ်။ကွင်းကရော်ဘင်ကိုပုံနေခိုင်းပြီးသူကတော့တစ်လုံးတစ်လုံးနဲ့ဓားပြတွေကိုတိုက်ခိုက်ပါတယ်။သူကတိုက်ခိုက်နိုင်ခဲ့ပေမဲ့နောက်ဆုံးကျန်တဲ့လူတစ်ယောက်ကရော်ဘင်ကိုဒဆခံလုပ်ပြီးထွက်လာပါတယ်။သူတို့ကကွင်းကိုတက်ဖို့လုပ်တဲ့အချိန်မှာရော်ဘင်ကညံစင်ပြီးသူတို့လေပေါ်မှာရွှေရည်ရတနာတွေအများကြီးရှိပါတယ်။ကျွန်းကကဘာလက်ခရီးသည်တွေကိုရောင်းဖို့စီးပွားရေးချဲ့ထွင်နေတာပါလို့လိန်ပြောလိုက်ပါတယ်ပင်လယ်ဓားပြတွေကလေစီလိုက်ဖို့ခိုင်းတဲ့အခါလမ်းလျှောက်ရင်းဓားပြတွေအာယုံလွတ်သွားတဲ့အချိန်မှာသူတို့နှစ်ယောက်တောင်ဆောင်တိုင်းခုန်ချပြေးကြပါတော့တယ်ဓားပြတွေကတနက်နဲ့လိုက်ပစ်ပြီးလိုက်လာပါတယ်ကွင်းနဲ့ရော်ဘင်တို့ဟာ6ကမ်းပါးတစ်ခုကိုရောက်သွားပြီးကွင်းကခုန်ချရမယ်လို့ပြောပါတယ်ရော်ဘင်ကမခုန်ရဲဘူးလို့ညင်းတဲ့အခါကွင်းကသူမကိုအာယုံပြောင်းအောင်နမ်းလိုက်ပြီး6ထဲတွန်းချကသူပါလိုက်ခုန်ချလိုက်ပါတယ်ပင်လယ်ဓားပြတွေရောက်လာတဲ့အခါသူတို့ကိုမတွေ့တော့လို့ဆဲဆိုပြီးပြန်လှည့်သွားကြပါတယ်တစ်ဖက်မှာတော့ Frank က Robin ကိုတတိယပြီးငိုလို့မတက်ဖြစ်နေကသူမကိုချစ်တဲ့အကြောင်းပြောပါတယ်။ Angelica ကတော့ယောက်ျားတွေကအချစ်ဆိုတာဘာလဲမသိကြပါဘူး။ငါနဲ့တွေ့တဲ့ယောက်ျားတိုင်းလည်းငါ့ကိုချစ်တယ်လို့ပြောတာပဲလို့မှတ်ချက်ပြုပါတယ်။ကွင်းနဲ့ Robin တို့ကမ်းခြေကိုရောက်တဲ့အခါမှာတော့တယောက်ကိုတယောက်ဖက်လဲတကင်းနဲ့နမ်းရှုံးကြပါတော့တယ်။သူတို့ဆက်ပြီးနမ်းနေကြတော့ Robin ကပင်လယ်ဓားပြတွေလိုက်ရှာမှာကိုကြောက်တယ်လို့ပြောတဲ့အခါ Robin ကရှင်ကြောက်တာကိုဖွင့်မပြောပါနဲ့လို့တားပါတယ်ကွင်းကမိန်းမတွေကအမျိုးသားတွေရဲ့နူးညံ့တဲ့စိတ်ခံစားချက်ကိုသိကျင်ကြတာမဟုတ်ဘူးလားလို့မေးတော့ Robin ကတနက်ကင်ထားတဲ့လူတွေလိုက်ရှာနေတဲ့အချိန်မျိုးမှာတော့မဟုတ်ဘူးလို့ပြန်ပြောပါတယ်ရုတ်တရက်သူတို့ဟာဒုတိယကမ္ဘာစစ်တုန်းကလေရင်ပြက်ကြီးတစ်စင်းကိုတွေ့ရှိသွားပြီးကွင်းကအတုံးဝင်မဲ့ပစ္စည်းရှိမလားလို့လိုက်ကြည့်ပါတယ်မာကာတီယာကျွန်းမှာတော့ Angelica ကမူးနေပြီး Frank ကအဆင်ပြေရဲ့လားမနက်6နာရီဆိုရှာဖွေရေးပြန်ဆောင်မှာမို့လို့စောစောထားရမယ်လို့သတိပေးပါတယ်။သူမကနေလို့တိတ်မကောင်းဘူးလို့ပြောပြီး Frank ကိုအတူတူအိတ်ဖို့ခေါ်ပါတယ်။ Frank ကအစကညင်းပေမဲ့နောက်တော့စိတ်ပြောင်းပြီးဘာလို့မရရမှာလဲလို့ပြောလိုက်မိပါတယ်။ဒါပေမဲ့ Robin ကိုသတိရသွားပြီးဒါကမမှန်ကန်ဘူးဆိုပြီးပြန်ညင်းကသွေးဆောင်မှုတွေနဲ့ဝေးရာကိုထွက်ခွာသွားပါတယ်။ကျွန်းပေါ်မှာတော့ဝင်းနဲ့ Robin တို့ကမ်းခြေမှာနမ်းခဲ့ကြတာကိုသဘောကျကြောင်းအပြန်အလှန်ပြောဆိုကြပြီးဝင်းကအေးရေးဝဝအိတ်ဖို့ပြောပါတယ်။ Robin ကဒီလိုနေရတာလုံခြုံပြီးစိတ်ချမ်းသာဖို့ကောင်းတယ်လို့ပြောနေတော့ဝင်းကအကြံတစ်ခုရသွားပါတယ်။နောက်တနေ့မနက်မှာတော့ Robin တယောက်အတန်အကျယ်ကြီးကြောင့်နိုးလာပါတယ်။တစ်ဖက်မှာလည်း Angelica ကိုလူတယောက်ကလာနှိုးပြီးမိနစ်20အတွင်းရှာဖွေရေးပြန်စမယ်လို့ပြောပါတယ်။ Angelica က Frank ကိုနှိုးတဲ့အခါ Frank ကမင်းညကဖြစ်ခဲ့တာတွေကလုံးဝမှားယွင်းပါတယ်လို့ပြောလို့ Angelica စိတ်ဆိုးသွားပါတယ်။ Frank ကမင်းလုပ်တာကမှန်ပါတယ်။ငါကိုယ်တိုင်လုပ်မိတာကသာလုံးဝမှားတာပါလို့ပြန်ရှင်းပြပါတယ်။ Angelica ကဒါကဝမ်းနေနေတဲ့အချိန်မှာတဘာဝပဲဥပမာတရကုံတင်ပြီးတဲ့အချိန်မျိုးမှာလူတွေလိန်ဆက်ဆန်တက်ကြတယ်လို့နှစ်သိမ့်တဲ့အခါ Frank ကလူတိုင်းအဲ့လိုမလုပ်ကြပါဘူးလို့ပြောပါတယ်။ကွင်းနဲ့ Robin တို့ကတော့အဲ့ဒီဒုတိယကမ္ဘာစစ်ကလေရင်ဟောင်းရဲ့ရေပေါ်စင်းသီးဖုံးချုံတွေကိုရေစီးကြောင်းအတိုင်းတည်ဆောင်လာခဲ့ကြပါတယ်။အဲ့ဒီနေ့ညနေမှာ Frank ကဒီအတွေ့အကြုံကသူ့ရဲ့စိတ်သက်ကိုစမ်းတက်လိုက်တာပဲသူ့မှာဘာတတိမှမရှိဘူးဆိုတာသိလိုက်ရတယ်လို့ပြောတဲ့အခါ Angelica ကသူကယောက်ျားတစ်ယောက်ဖြစ်လို့မတက်နိုင်ဘူးကိုကိုအပြစ်မတင်ပါနဲ့လို့ပြောပါတယ်။အဲ့ဒီအချိန်မှာရှာဖွေရေးကိုရက်ဆိုင်လိုက်ပြီလို့သတင်းရရှိပါတယ်။ကွင်းနဲ့ Robin တို့ကမ်းခြေကိုရောက်တဲ့အခါတစ်ပင်တွေကိုခုတ်ထွင်ပြီးလေရင်ကိုမတင်နိုင်မဲ့ဖွဲ့စည်းပုံတစ်ခုကိုတိစောက်ကြပါတယ်။သူတို့တဲတွေကိုတူးထုတ်ပြီးဝါးပင်တွေကိုခုတ်ကြပါတယ်။လေရင်ရဲ့အောက်ထဲကိုရေပေါ်စင်းသီးတွေတွတ်သွင်းဖို့ရေမြောင်းငယ်လေးတစ်ခုကိုစောက်လုပ်ကြပါတယ်။ပေမန်းကြီးစွာအလုပ်လုပ်ပြီးတဲ့နောက်မှာတော့သူတို့ဒီဆောက်မှုကြီးပြီးဆုံးသွားပါတယ်ရုတ်တရက်အတန်ကျဲကြီးကြားလိုက်ရပြီးပောက်ကွဲမှုတစ်ခုဖြစ်သွားပါတယ်ဝင်းက Robin ကိုလေရင်ပေါ်တက်ဖို့ပြောပြီးပစ္စည်းတွေလှမ်းယူတော့နောက်ထပ်ပောက်ကွဲမှုတစ်ခုဖြစ်ပြီးဝင်းဒဏ်ရာရသွားပါတယ် Robin လေရင်ပေါ်ကခုန်ချပြီးဒဏ်ရာရနေတဲ့ဝင်းကိုလေရင်ထဲရောက်အောင်တွဲခေါ်သွားပါတယ်ပင်လယ်ဓားပြတွေအနီးကိုရောက်လာပြီးတနက်ကြီးဖြစ်နေကြပါတယ်ဝင်းကလေရင်ကိုနှိုးပြီးအရှိန်မြင့်တင်လိုက်တဲ့အခါလေရင်ကရုံးထွက်ပြီးအရှိန်ရလာပါတယ်ဓားပြတွေကတောက်လျှောက်
လိုက်ပစ်ပေမဲ့လက်ဖြောင်တန်းခြင်းမရှိကြပါဘူးသူတို့တွေနောက်ဆုံးစက္ကန့်မှာပြန်တက်နိုင်ခဲ့ပြီးတပြတွေနောက်ဆုံးလမ်းပစ်တဲ့ကြီးကပြောင်းပြန်ပေါက်ကွဲပြီးတပြတွေပဲထိမှန်သွားပါတော့တယ်ကောင်းကင်ပေါ်မှာတော့ကွင်းကသူတတိမလစ်ခင်လေရင်စင်းသက်နိုင်အောင်ရောဘင်ကိုအချို့အရာတွေတင်ပြပေးပါတယ်တစ်ဖက်မှာတော့မာကာဒီယာကျွန်းမှာအတူပအခမ်းအနားကျင်းပနေပြီးဖရန့်ကအပြစ်လုပ်မိတဲ့အတွက်ခွင့်လွှတ်ဖို့ငိုလိုဆူတောင်းနေပါတယ်ရုတ်တရက်အန်ဂျယ်လီကာကရင်းနှီးတဲ့လေရင်တန်ကိုကြားလိုက်ရပြီးဝင်းပြန်လာပြီလို့အော်ဟစ်ကဖရန့်ကလည်းဖျားသခင်ကိုကျေးဇူးတင်ပါတယ်ရောဘင်ကတော့တတိလစ်လူနီးပါးဖြစ်နေတဲ့ဝင်းတင်ပေးခဲ့တာတွေကိုအမှတ်ရဖို့စူးစမ်းရင်းအချိန်ကိုရှော့ချလေရင်တောင်ပန်တွေကိုထိန်းညှိပြီးဆင်းသက်ဖို့စူးစမ်းပါတယ်ရေပေါ်ဆင်းသည့်တစ်ဖက်ပြုတ်ထွက်သွားပြီးအတော်လေးပြင်းထန်တဲ့ဆင်းသက်မှုဖြစ်ခဲ့ပါတယ်လူတွေပြေးလာကြပြီးဝင်းလဲခဏတတိပြန်ရလာပါတယ်သူတို့အားလုံးရောဘင်နဲ့ကွင်းကိုလေရင်ထဲကနေကူညီထုတ်ပေးကြပါတယ်အတန်ကြာတော့ဖရန့်ကဟိုတယ်ကသူတို့ကိုကြိုက်တဲ့အချိန်တလအလကားတဲခွင့်ပေးတယ်လို့ပြောပါတယ်သူကရောဘင်ကိုနောက်ခါပြန်မတွေ့ရတော့ဘူးထင်နေတာလို့ပြောပြီးစိတ်ဖိစီးမှုတွေကြုံရတဲ့အခါလူတွေကမလုပ်ချင်တာတွေကိုလုပ်မိတတ်ကြတယ်လို့ပြောပါတယ်နောက်တော့ရောဘင်ကဆေးရုံကကွင်းစီကိုသွားလဲပါတယ်သူမကကျွန်းပေါ်မှာဖြစ်ခဲ့တာတွေကအစစ်မှန်လားဒါမှမဟုတ်ကျွန်းပေါ်မှာနှစ်ယောက်တည်းရှိနေလို့ဖြစ်သွားတာလားလို့မေးတဲ့အခါကွင်းကဒါဟာအစစ်မှန်ပါပဲလို့ဖြေပါတယ်ဒါပေမဲ့ကွင်းကမင်းမှာအခွင့်အလမ်းတွေအများကြီးရှိပါသေးတယ်မင်းနဲ့တင့်တော်တဲ့ပူပြီးငယ်ရွယ်နှုတ်ပြိုတဲ့လူတစ်ယောက်နဲ့ထိုက်တန်ပါတယ်လို့ပြောပါတယ်ရောဘင်ကဒါကကျမကိုယ်တိုင်ဆုံးဖြတ်ရမယ့်အရာမဟုတ်ဘူးလားလို့မေးပေမဲ့ကွင်းကငါကနယူးယောက်လိုမြို့ကြီးမှာနေနိုင်မဲ့လူမဟုတ်ဘူးမင်းကလည်းဒီကိုလာပြီးငါရဲ့တွဲဖက်လေရင်မှုလုံးမှာမဟုတ်ဘူးဒါကြောင့်တို့နှစ်ယောက်အဆင်မပြေနိုင်ပါဘူးလို့ပြောပါတယ်ရောဘင်ကကွင်းပြောတာမှန်ပါတယ်လို့ဝန်ခံပြီးကံကောင်းပါစေကြောင်းဆုတောင်းပေးခဲ့ပါတယ်နောက်တော့သူတို့တွေပုံမှန်ဘဝကိုပြန်ဖို့လေစိတ်ကိုရောက်နေကြပါတယ်ရုတ်တရက်ရောဘင်ကတခုခုအမဲဆက်ရှိနေတဲ့အခြေအနေမျိုးမှာတို့နှစ်ယောက်လက်မထက်တင်ဘူးထင်တယ်လို့ပြောပါတယ်ဖရန့်ကငါတကယ်တောင်းပန်ပါတယ်ငါမလုပ်မိအောင်အစွမ်းကုန်ထင်းခဲ့ပေမဲ့အန်ဂျယ်လီကာကအင်ဂျီချွတ်လိုက်တဲ့အချိန်မှာဝမ်းနဲ့စိတ်နဲ့မထိန်နိုင်ခဲ့ဘူးလို့ဝန်ခံပါတယ်ရောဘင်ကရှင်အန်ဂျယ်လီကာနဲ့အိတ်ခဲ့တာလားလို့မေးတော့ဖရန့်ကရောဘင်သိနေတယ်ထင်လို့ပြောမိတာပါရောဘင်ကသူမှမသိခဲ့ကြောင်းပြောပါတယ်ဖရန့်ကဒါဆိုမင်းပြောတဲ့အမဲဆက်ဆိုတာဘာလဲလို့မေးတဲ့အခါရောဘင်ကဝင်းနဲ့သူမကြားမှာတခုခုဖြစ်ခဲ့ကြောင်းတကယ်လို့သူတို့တကယ်ချစ်ကြရင်ဒီလိုဖြစ်မှာမဟုတ်ကြောင်းရှင်းပြပြီးလက်စွပ်ကိုပြန်ပေးလိုက်ပါတယ်သူတို့နှစ်ယောက်စလုံးဒါကအကောင်းဆုံးဖြစ်လိမ့်မယ်လို့သဘောတူလိုက်ကြပါတယ်ရောဘင်ကလေရင်ပေါ်တက်ဖို့ဝေခွဲမရဖြစ်နေပေမဲ့နောက်ဆုံးတော့တက်သွားခဲ့ပါတယ်မကြခင်မှာပဲဝင်းတယောက်လေးစိတ်ကိုအပြေးလွှားရောက်လာပြီးနယူးယောက်ကိုသွားမဲ့လေရင်ပင်မှာလဲလို့မေးတဲ့အခါလေရင်ကပြန်တက်သွားခဲ့ပါပြီသူစိတ်ပြက်လက်ပြက်လှည့်ပြန်တဲ့အချိန်မှာတော့လေစိတ်ဝန်ထမ်းတွေကိုလေရင်ပေါ်ကပြန်ဆင်းကျင်လို့အိတ်တွေပင်မှာလဲလိုက်မေးနေတဲ့ရောဘင်ကိုလှမ်းမြင်လိုက်ရပါတယ်ကွင်းကသူမစီလျှောက်သွားပြီးငါဘဝကရိုးရှင်းလွန်းနေတယ်အခုကစပြီးဘဝကိုနည်းနည်းရှုပ်ထွေးအောင်လုပ်ချင်ပြီးလို့ပြောလိုက်ပြီးသူတို့နှစ်ယောက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့ဖက်လဲတကင်းနန်းရှုံကြပါတော့တယ်ရောဘင်ကလည်းကန်းချေကကွင်းရဲ့တဲအိမ်လေးမှာအတူတူနေချင်တယ်လို့ပြောပါတော့တယ်ဒီမှာတင်မဲ့စကားလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုအသစ်တွေကိုကြည့်ရှုဖို့အတွက် subscribe လုပ်ထားပေးကြပါဦး like button လေးကိုလည်းနှိပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာနောက်တစ်ခေါက်ပြန်မဆုံးခင်အထိအားလုံးပဲကိုစိတ်နှပြချမ်းသာကြပါစေ